ကိုရေးတဲ့ခြံဆောက်ဖို့ကုန်ကြစိတ်အရမ်းများမြေပေါ်မှာချမွေးထားတယ်တဲ့မြေပေါ်မှာချမွေးထားတဲ့ဆိုတာကဒီလိုမျိုးပဲကြုံတဲ့နေရာပေးအိတ်တာလားပေါ့နော်ကြုံတဲ့နေရာပေးအိတ်တာလားဒါမှမဟုတ်သူ့အတွက်ခြံတီးတန်းလောက်ထားပေးသလားပေါ့လေဒါတစ်ချက်ကျွန်တော်မသိဘူးပေါ့နော်ဒီမှာပြောထားတာတော့တို့အိမ်ချက်တွေလိုမျိုးပဲကြုံတဲ့နေရာပေးအိတ်တာလားအဲ့လိုမျိုးဆိုရင်တော့ဒီချက်တွေကကျွန်တော်ဒီအသားတိုးချက်တွေကမွေးလို့မရဘူးပေါ့နော်ဒီမှာနောက်တစ်ခုသူပြောထားတာကဈေးထဲကနေတဲ့အယောင်ဆိုးထားတာလေးတွေဝယ်လာတယ်တဲ့ဈေးထဲကအယောင်ဆိုးတာလေးတွေကအဲ့ဒါကကျွန်တော်တို့ဒီအသားတိုးချက်မှာဆိုရင်တော့ပယ်တဲ့ချက်တွေပေါ့နော်သူကတကောင်မှ900လားဘယ်လောက်လဲမသိဒီလောက်ပဲရှိတာပေါ့နော်ကျွန်တော်တို့အခုချက်ပေါက်တကောင်က3000ကျော်နေပြီကျွန်တော်တို့ဝယ်တဲ့ချက်ပေါက်အမျိုးအစားတွေကတကောင်3000ကျော်တာပေါ့နော်ဆိုတော့သူကပြောမယ်ဆိုရင်ပယ်ချက်တွေလို့ပဲပြောရမှာနောက်တစ်ခုကဒီသူတို့ကိုအစာကဘလို့အစာကျွေးလဲပေါ့နော်ဆန်မဲလားကျွန်တော်ဒီအသားတိုးချက်တွေကျွေးတဲ့စီဗီစာလားအတလည်းကျွန်တော်မသိတော့ပြောရခက်တာပေါ့နော်ဒါပေမဲ့ဒီမှာမေးရတာလေးပဲကျွန်တော်ဖြေပေးလိုက်မယ်နောက်အောက်ကစပခွန်ဖွဲပေါ့နော်ဖွဲခင်းပေးရလားတဲ့ခြံနဲ့ဆိုရင်တော့ကျွန်တော်တို့မြေကြီးပေါ်မှာချမွေးမယ်ခြံနဲ့ဆိုရင်တော့အောက်မှာဖွဲခင်းပေးရတာပေါ့ဖွဲခင်းမှာပဲဒီချက်ကြီးလေးတွေကျုံလို့လွယ်မယ်တန့်ရှင်းလုံးလို့လွယ်မှာပေါ့သူကတော့2ရက်တစ်ခါလောက်ကျုံပေးရတာပေါ့2ရက်တစ်ခါလောက်အဲ့ဒီဖွဲတွေကိုကျုံထုတ်ချက်ကြီးတွေနဲ့ဖွဲတွေနဲ့ရောနေကျုံထုတ်ပြီးအသစ်ပြန်ခင်းပုံမှန်2ရက်တစ်ခါလောက်တော့လုပ်ပေးရတာပေါ့ဒီပိုးသက်ဆေးတွေပါကြောင့်ကျွန်တော်တတုပ်ပြီးမှတတုပ်ဖြန်းတာပေါ့ဒါကတော့ဒီနေ့တိုင်းလုပ်ကြမလို့ပေါ့နော်ခြံပတ်လဲရတော့ကျွန်တော်တို့ဒီထုံးတွေပါရင်နဲ့ဝိုင်းထားပေးတော့ပိုကောင်းတာပေါ့နော်ယောဂပိုးတွေပါရင်တိတ်တာကိုမဝင်နိုင်ဘူးအသားတိုးချက်ကိုဒီကအကိုပြောသလိုမျိုးမွေးမဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့အားမပေးဘူးပေါ့နော်ဒီလိုမျိုးအသားတိုးချက်ကိုအဲ့လိုမျိုးအကိုမွေးမဲ့အစားကျွန်တော်အိမ်ချက်ပေါ့နော်အိမ်ချက်ဒေတာချက်ပေါ့အဲ့လိုချက်မွေးတာကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တာပေါ့အကယ်၍ကျွန်တော်အသားတိုးချက်ကိုမွေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ခြံဆောက်မှရမှာပေါ့နော်မြေခြံပဲဖြစ်ဖြစ်စင်ခြံပဲဖြစ်ဖြစ်ခြံဆောက်မှကိုရမယ်နောက်ပြီးတော့တန့်ရှင်းရေးအဓိကပေါ့နော်တန့်ရှင်းလောက်ရမယ်နောက်တစ်ခုကကျွန်တော်ဒီကုမ္ပဏီကအစာတွေကိုပဲကျွေးမှပဲရမှာပေါ့နော်ကျွန်တော်ဒီဆန်တို့စပါးတို့တခြားအစာတွေကျွေးလို့အဆင်မပြေဘူးဒီ CBR ထုတ်တဲ့စာပဲအစာပဲကျွေးမှဆိုရင်ကျွန်တော်ကုန်ကြစိတ်ကများတယ်များတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဂယူးဆိုင်ရတယ်နော်နောက်တစ်ခုကအဲ့လိုမျိုးဈေးထဲအဟာတွေဝယ်ပြီးတော့မမွေးဖို့အကြံပေးပါရစေပေါ့နော်သူကအဆင်မပြေဘူးနော်ဘယ်လိုမှအဆင်မပြေဘူး